နေ့လည်နေခင်းအစာပြေအနေနဲ့တင်မော်ဒီစိန်တောတုတ်လေးတုတ်စားဖြစ်ပါတယ်တင်မော်ဒီစိန်တောတုတ်ဖြစ်တဲ့အတွက်ကြောင့်စီမပါဘဲနဲ့စိမ့်စားငပီတို့ပစွန်ကြောက်တို့ငရုတ်သီးစိန်တို့နဲ့ပဲတုတ်ထားတာပါအယုံဆုံးတင်မော်ဒီကိုအခွန်ခွာတယ်ပြီးရင်ကျင်းနဲ့ချစ်တယ်ပေါ့နော်စိမ့်စားငပီနဲ့ငရုတ်သီးစိန်ကိုလည်းမိဖုတ်ထားပါတယ်ဒီလေကတော့အာဗန်ထဲကိုထည့်ခင်းထားတာပါဒါဆိုရင်တော့ငရုတ်သီးစိန်စားလို့ဖိုင်းနာအမျိုးမဖြစ်တော့ဘူးပေါ့နော်အဆက်ကတော့ကိုကြိုက်တဲ့ပမာဏထည့်လို့ရပါတယ်ခုထည့်ထားတဲ့ပမာဏဆိုရင်တော့လေတော်တော်လေးဆက်ပါတယ်ပြီးရင်ငရုတ်သီးစိန်ထောင်းထားတာရဲ့စိမ့်စားငပီလေးရဲ့ထည့်တယ်ပစွန်ကြောက်မှုန့်ထည့်တယ်ပေါ့နော်စားနေနဲ့ဒါရှိနေနဲ့ထည့်တယ်ပြီးတော့တမယာသီးများများလေးညှစ်ထည့်တယ်ပေါ့နော်ပြီးအရသာနှံ့အောင်တေချာလေးနေပေးပါတယ်ဒါဆိုရင်တော့လေရှူးရှူးရှစ်ရှဲချင်းချင်းငငယ်ဆက်ဆက်အရသာရှိတဲ့တင်မော်ဒီစိန်တောတုတ်လေးရပါပြီနေဘက်တွေကိုအလဲသွားတဲ့အခါမှာနေလေကြီးအစာပြေနေနဲ့ဆိုရင်အခုလိုမျိုးအချင်းတုတ်လေးတွေတုတ်ပြီးတော့လေရေနွေးချမ်းပူပူလေးနဲ့တွဲစားဖြစ်ပါတယ်ပို့ပြီးတော့အရသာရှိအောင်အပေါ်ကနေပြီးတော့လေပစွန်ကြောက်လေချွတ်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 အကောင်လေးတွေဖြူထားပါတယ်ငရုတ်သီးစိမ့်ထောင်းပြီးတုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်အရာဝင်ကြည့်ရင်လေမဆက်တလို့ဖြစ်ပေမဲ့လေတကယ်တော့အရန်ကိုရှူရှဲဆက်ဆက်ကလေးပါ